မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျကိုစိတ်နှစ်ဖြာကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျအခုချိန်ကစပြီးထင်ရှားကြော်ကြားခေါင်းဆောင်ကြီးများပြည်တွင်းပြည်ပတော်လှန်ရေးအသိပညာရှင်အတတ်ပညာရှင်တို့ရဲ့အတွေးခေါ်အယူအဆများနဲ့အဆိုအမိတ်များနေ့စဉ်ဘဝအရေးနဲ့ပတ်သက်ပြီးအသိပညာပေးအစီအစဉ်များကိုမျှဝေပေးမှာဖြစ်တဲ့အတွက် Like and Subscribe လေးလုပ်ပြီးခန်းစားကြည့်ရှုနာဆင်ပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကဲအိန္ဒိယနိုင်ငံမှာဘင်္ဂလီတွေကိုဘယ်လိုမောင်းထုတ်လဲဘင်္ဂလီတွေကိုဘယ်လိုမောင်းထုတ်လဲဆိုတာအထူးယူသင့်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဘာလို့လဲဆိုတာမောင်းထုတ်ပုံထုတ်နည်းနဲ့ကွာမယ်သူကဥပဒေပေါင်းနဲ့ထုတ်တာပါသူတို့ကဘယ်လိုလဲဆိုပြီးတော့အလုံးလာလုံးရင်းနဲ့သူကအိန္ဒိယအစိုးရမျိုးတို့မှာကျူးကျော်အိမ်တွေပေါ့နော်အစိုးရမျိုးတို့မှာဘာအိမ်ဆိုင်ရွက်မြေဆိုင်ရွက်ဘာမှဆိုင်ရွက်စားတာမရှိ ID ကအထူးအောင်လောက်လိုက်သေးတယ်ဝေါနော်မြေဆိုင်ရွက်စားတာအထူးအောင်လောက်လိုက်တတိထားပေါ့နော်သူကအစိုးရကအကုန်ချင်းလင်းနေပါတယ်အကုန်ဘင်္ဂလီကလာတဲ့လေအိမ်ပေါင်းအများကြီးပေါ့နော်အများကြီးရှိပါအိမ်ပေါင်းအများကြီးအခုကတော့ဒီတစ်မျိုးတဲ့ဟိုအာဆမ်လို့ခေါ်တဲ့အဲ့မျိုးမှာအိမ်3000ကျော်ချက်လိုက်ပါတယ်ဘင်္ဂလီကလာတွေအကုန်အိမ်3000ကျော်တယ်ဗျဘင်္ဂလီကလာတွေပို့ပေါ်တဲ့ဘာသာလဲမွတ်စလင်ဖြစ်လုံးဝမထားပါဘူးသူတို့ကဘာလို့မထားတာလဲဆိုတာပထမကဘာလဲသူကကျူးကျော်မြေပေါ်မှာလဲနေတယ်ပြီးအိန္ဒိယနိုင်ငံဖြစ်တဲ့ဟိန္ဒူဘာသာနိုင်ငံနော်ဟိန္ဒူလူမျိုးသူတို့ဒီကောင်တွေကဘာဖြစ်တဲ့ညာဖြစ်တဲ့အိမ်မှာလဲလာနေသေးတယ်သူတို့လည်းပြန်ဟောင်းတယ်အဲ့သဘောမျိုးဒါကြောင့်အဲ့ဒုက္ခတွေခဏကြုံနေရတဲ့အတွက်ကြောင့်အိန္ဒိယနိုင်ငံလည်းရှင်းလင်းရေးလုံးမှာပေါ့နော်သူရဲ့ပထမကတော့လူဦးရေသူ့နိုင်ငံမှာလူကြီးဘယ်လောက်ရှိလဲဆိုရဲအောင်သူတို့ကစင်းရင်မထွက်သေးပါဘူးလူများနေတယ်လို့ပေါ့နော်သူကဒီမလိုအပ်တဲ့လူတွေသူတို့မများဟိုအိန္ဒိယနိုင်ငံမဟုတ်တရားတွေသူအများနေပါဒီဘင်္ဂလားဒေ့ရှ်ခိုးဝင်တာပေါ့နော်အိန္ဒိယနိုင်ငံမှာအများနေပါတယ်ဒီကောင်ခိုးဝင်ပြီးသူတို့ကနေမြေလူတာဘယ်လောက်တော်လဲဆိုပြီးတော့သူမဟုတ်တယ်အုပ်ကူသွားတာဒါဗလီစောက်မဲ့နေရပါညာအဲ့လိုလုပ်ကြည့်တယ်နော်အိန္ဒိယနိုင်ငံလည်းအခုအစိုးရမရပါဘူးလောကသူကပါလီမန်ကနေပြီးတော့ချမှတ်ထားတဲ့ order ပေးထားတာပေါ့နော်ဒီအစိုးရကျူးကျော်တဲ့အိမ်တွေအကုန်ဖြစ်မှာပေါ့ကျူးကျော်နေရအကုန်ဖြစ်ဘယ်သူမှဘလောက်ဘယ်သူမှလည်းပြေးစရာမလိုပါဘူးဝယ်နဲ့ဘာလို့ပြေးရမှာလဲပေါ့နော်အစိုးရမြေပေါ်မှာကျူးကျော်လည်းနေသေးတယ်ပြီးရင်အစိုးရကိုလည်းပြန်ပြီးတော့တရက်ကြာကြီးပါကြီးဖြစ်လာမယ်ဒီကောင်ကြီးဗလီဆိုရင်လည်းကျူးကျော်ဗလီအကုန်ဖြစ်ပါတယ်မြင်းတဲ့အတိုင်းပဲဗလီတွေအကုန်ကျူးကျော်အရန်များပါတယ်သူကလူကြီးကသူတို့လူတွေများလာရင်ပထမဗလီတွေဟိုဆောက်ဒီဆောက်အဲ့လိုမျိုးအရန်ဆောက်ပါတယ်ပြီးမှစမ်းကျင်ပါတယ်ဟိန္ဒူဖျားเจ้าရှင်အဲ့နာမှာဗလီသွားဆောက်တာသူတို့အဲ့လိုမျိုးဟိန္ဒူဖျားเจ้าဆိုရင်အဲ့နာဗလီဆောက်ပြီးသူတို့အဲ့တိုက်ခိုက်ရေးလုပ်ပြီးဟိန္ဒူတွေအဲ့နာမောင်းတော်မှာအဲ့လိုနေမြေတွေအရန်များနေပါတယ်ဟိန္ဒူတွေနဲ့တိတ်တာမဟုတ်ဗျာနော်နိုင်ငံသားလည်းမဟုတ်ပဲနဲ့နေပညာနဲ့တိတ်တာသူတို့ကဒီအဲ့မှာအဲ့နေရာမှာအိမ်နဲ့ဆောက်တယ်နေတယ်ပြီးအဲ့မွေးရင်ဖြစ်တဲ့လူတွေကိုဒုက္ခပေးတယ်ဒီဘင်္ဂါလီပဲရှိနော်ဒီဘင်္ဂါလီအစ္စလာမ်ဘာသာဝင်တွေတော်ကြောက်ဖို့ကောင်းတယ်နိုင်ငံလည်းရောက်နိုင်ပြောချင်တာမြန်မာနိုင်ငံလည်းအတူတူသင့်ပါတယ်ဟုတ်တယ်နော်တောင်းပါမှလည်းမြန်မာနိုင်ငံမှာလည်းဗလီတွေကိုစောက်တီစောက်ဗုဒ္ဓဘာသာဖျားเจ้าနာမှာဗလီတွေဟိုလာစောက်ပြီးစပီကာကြီးနဲ့အော်နေတာအခြားဘာသာတွေနားကြီးပါတယ်နော်မြန်မာနိုင်ငံမှာရှိတဲ့လူကြီးပုဂ္ဂိုလ်အရာရှိဘူကြီးဘုံများတို့ဒါတွေကျူးဆိုင်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံမှာဒါတွေကင်းလင်းရှင်းရမှာလူကြီးပုဂ္ဂိုလ်မင်းတို့များမှာတာဝန်ရှိကြောင်းအသိပေးရပါနော်ဘာလို့လဲဆိုတော့ဒီဗလီမှာ online အခြားဘာသာဝင်တွေအခြားဗုဒ္ဓဘာသာတွေသူတို့ခလေးတွေကြောင်းတက်မယ်တချို့နေမှာကောင်းမယ်သူတို့နောက်ရင်ဖြစ်ပါတယ်ပြီးတော့ဘင်္ဂလီမြန်မာနိုင်ငံမှာဘင်္ဂလီအပြင်ရိုဟင်ဂျာရှိလားလို့မြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်တွေကိုမြန်မာမီဒီယာရီပိုတာများသွားပြီးမေးတင်ပါတယ်တကယ်လို့ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ရန်ကုန်မန္တလေးမှာဒီမွတ်စလင်တွေပါထောက်ခံနေဆိုရင်သူတို့ပိုင်းရင်ထုတ်တယ်ပါတယ်နိုင်ငံကနေပြီးတော့အဲ့ကြမှာသူတို့ကဘာကိုတင်တဲ့လူကကျွန်တော်တို့ပြသနိုင်မှာပါဒီမြန်မာနိုင်ငံအတွင်းရှိတဲ့မွတ်စလင်ကထောက်မခံရင်ကျွန်တော်တို့အတွက်အထောက်အထားကြီးမှာဖြစ်ပါတယ်ထောက်ခံရင်လည်းသူတို့အတွက်ဒုက္ခရောက်စေရမယ်အကြောင်းရင်းဖြစ်ပါတယ်ဘာလို့လဲကျွန်တော်တို့မြန်မာနိုင်ငံမွေးရင်လူကဒီဘင်္ဂါလီရိုဟင်ဂျာနာမည်ပေးထားတာဒါမရှိကြောင်း
ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူအားလုံးထောက်ခံပါတယ်ဒီအချိန်မှာအနည်းအစိမ်းအဝါကွဲဖို့မလိုပါဘူးမြန်မာနိုင်ငံပြည်သူတညီတညူတဲ့ဖြစ်စေရမယ်အလုပ်ပါတကယ်လို့ကျွန်တော်တို့နိုင်ငံမှာနေပြီးတော့ကျွန်တော်တို့နဲ့တညီတညူတဲ့မလိုက်နိုင်တဲ့ဒီမွတ်စလင်ဘာသာဝင်တွေလုံးဝထုတ်တဲ့အကြောင်းကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတညီတဲ့လက်ညှိုးကိုညွှန်ဖြစ်စေရပါခဲ့ပြဆိုတော့ဗီဒီယိုဖိုင်လေးကိုတော့တစင်းကျွန်တော်ကတော့ဘုဒ္ဓရစီရကျွန်တော်ကတော့ပြန်ပြီးတော့မျှဝေလေးရှင်ဖြစ်ပါတယ်ဒီခေတ်မှာတော့ဒီဘင်္ဂလားဒေ့ရှ်ကကိုဝင်တဲ့ပင်ကလေးတွေကိုဒီအိန္ဒိယလိုစူပါပါဝါကိုပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးကတော့တော်တော်ကြီးကိုရှင်းယူနေရတယ်ဗျာနော်အခုဒီနေ့သူတို့မှမကျင်းပါဘူးမရှင်းဘူးနော်ဘယ်တော့ပဲရှင်းမကျင်းဘူးဆိုတော့ဒီဘင်္ဂလီကတော်တော်မျိုးပေါလုံးလေးတော်တော်ကြီးကိုအမြန်တယ်ဗျာနော်တကယ်ဒီ virus တဲ့ကိုသူတို့ကမျိုးပေါလုံးတော်တော်ကြီးကိုမြန်တယ်ဆိုတော့ဒါတကယ်သတိထားရမယ်ဆိုတော့ဒီအထက်မှာဒီအထက်ကစကားပြောတဲ့လူတရားပြောတဲ့မျိုးဒီရိုကိစ္စပေါ်နောက်တစ်ခုကဒီရိုကိစ္စကလည်းဒီမှာရှိတဲ့မွတ်စလင်တွေကိုသွားပြီးတော့သတင်းဌာနနဲ့မင်းရမယ်နော်ဒါရိုကိုလက်ခံလားမခံလားလက်ခံရင်ဒီအထက်ကပုံပေါ်ပြောတဲ့မျိုးလက်ခံရင်မထောက်ပလိုက်နော်အဲ့လိုလောက်ရမယ့်အရှင်မျိုးပြတကယ်ပါဒါကတကယ်အရှိတရားဆိုတော့ဒီရိုဆိုတဲ့ကိစ္စကလည်းလောက်ချနေတဲ့လူတွေကနည်းနည်းပါလေးပြနော်အများကြီးမရှိဘူးနော်ဒါမဲ့လို့ရိုဆိုတဲ့နာမည်တစ်လုံးကိုသူတို့တိကြရတော့ရင်မြန်မာနိုင်ငံအနှံ့အပြားကရိုဖြစ်ဖို့စောင့်နေကြတဲ့ဟာတွေအများကြီးရှိတယ်ဆိုတာကိုမမင်းနဲ့နော်တကယ်ကိုရှိတာပါဒါတကယ်ကိုရှိနေတယ်ဆိုတော့အဲ့ဒါကိုလုံးဝမေ့ထားလို့မရဘူး